တထေးကတထောင်စားလေးတယောက်ပေးတဲ့ပန်းတီကိုစားလိုက်တယ်မထင်မှတ်ပဲသူကကောင်းမလေးကိုဒေါ်လာ1000တိပေးချေခဲ့တယ်အခက်ခဲကြုံရင်ဘေးကဟော်ထဲမှာသူ့ကိုလာရှာဖို့ကျင်နာစွာနဲ့ပြောပြီးအဲ့မှာပန်းတီရောက်ရင်ဘယ်သူမှအားနိုင်မကျင်ရစေရဘူးလို့ကတိပေးခဲ့တယ်ဒါပေမဲ့ဒီမိရွယ်ပဲလှုပ်လိုက်တဲ့ကျင်နာမှုကစနစ်ကြမှာသူ့တက်ကိုကယ်တင်လိုက်မယ်လို့သူဘယ်တော့မှမတွေးခဲ့မိဘူးအဲ့ဒီညနေထေးထမင်းစားနေတော့ရုတ်တရက်ဖုန်းတစ်ကောက်ဝင်လာတယ်သူ့မိမကားတိုင်းမှုဖြစ်တယ်ဆိုတဲ့အကြောင်းကြားခံလိုက်ရတယ်သူအခင်းဖြစ်တဲ့နေရာကိုအမြန်သွားလိုက်တယ်သူ့မိမကမျက်ရည်တွေနဲ့သူကိုဝင်ရှိနေပြီလို့ပြောပြတယ်သူတာထောင်ကျသွားရင်ကလေးဘယ်လိုဖြစ်သွားမလဲလို့မေးတယ်တထေးကသူ့မိမအတွက်အပြစ်စားခံပေးဖို့ချက်ချင်းဆုံးဖြစ်လိုက်တယ်သူထောင်ကျနေတော့သူ့ရန်သူတွေလက်ကနေသူ့မိမနဲ့ကလေးကိုကာကွယ်ပေးနိုင်ဖို့အတွက်ကွာရှင်းစာချုပ်ကိုပါတခါတည်းလုပ်ခဲ့တယ်ပြီးတော့သူယုံကြည်ရဆုံးလောက်ငယ်သားဂျုံကိုခေါ်လိုက်တယ်သူ့မိမနဲ့မွေးလာမယ့်ကလေးကိုတေချာဆောက်ရှောက်ပေးဖို့ဂျုံကိုအချိန်ချင်းမှကြားခဲ့တယ်ဂျုံကအရာအလုံးကိုသူတာဝန်ယူပြီးသူ့မိမကိုကောင်းကောင်းဆောက်ရှောက်ပေးမယ်လို့တထေးကိုကတိပေးခဲ့တယ်သူ့မိမကလည်းထေးထောင်ကလွတ်လာတဲ့အထိစောင့်နေမယ်လို့မျက်ရည်တွေနဲ့ချိန်ဆခဲ့တယ်မကြခင်မှာပဲတထေးကိုဥပဒေထိန်းသိမ်းရေးကဖမ်းခေါ်သွားတယ်ဒါကရိုးရိုးရင်တိုက်မှုလေးပဲမို့နှစ်နှဲငယ်အတွင်းပြန်လွတ်လာမယ်လို့သူထင်ခဲ့တယ်ဒါပေမဲ့ထောင်ထဲရောက်ပြီးမကြခင်မှာပဲဂျုံကအပြင်မှာတရားမဝင်လုပ်ငန်းတွေလုပ်နေတယ်ဆိုတာမထင်မှတ်ပဲကြားလိုက်ရတယ်ဒီယုံကြည်ရတဲ့လူကသူ့မိမနဲ့ကလေးကိုစောင့်ရှောက်ပေးမှတေချာအောင်သူ့အတွက်အပြစ်စားထက်ခံပေးပြီးထောင်ထဲမှာ10နှစ်နဲ့အပြည့်နေခဲ့ရတယ်သူထောင်ကလွတ်တဲ့နေ့မှာသူ့မိမနဲ့ဂျုံကသူ့ကိုလာကြိုးကြလိုက်မယ်လို့စိတ်အားထက်သန်စွာမျှော်လင့်ခဲ့တယ်ဒါပေမဲ့အကြာကြီးဆောင်ပြီးတဲ့နောက်မှာဘသူ့ကိုမှမတွေ့ခဲ့ရပေမဲ့ဒါကသူ့အတွက်အရေးမကြီးတော့ပါဘူးကြာမြင့်လာတဲ့ထောင်ကျဘဝကသူ့ရဲ့မာကြောမှုတွေကိုပျော့ပြောင်းသွားစေခဲ့တယ်အခုတော့သူဂျုံကိုရှာပြီးသူ့ပိုင်ဆိုင်ရာတွေကိုပြန်ယူမယ်ပြီးရင်သူ့မိမနဲ့ကလေးနဲ့ပြန်ပေါင်းပြီးအေဂျင့်ရဲ့ဘဝလေးကိုဖျက်ဆီးနေတယ်အဲ့ဒီအချိန်မှာအချမ်းသာဆုံးလူတဲ့အန်နာကထောင်ကိုစိတ်လှုပ်ရှားစွာနဲ့ဥတီလာနေတယ်သူမကလွန်ခဲ့တဲ့နှစ်တွေကတထေးကူညီခဲ့တဲ့တောင်းစားလေးပါပဲသူ့ကျေးဇူးကိုပြန်ဆက်ဖို့အတွက်သူပဲရောက်နေလဲဆိုတာကိုလိုက်ရှာနေခဲ့တာနောက်ဆုံးတော့ဒီနေ့ကသူထောင်ကလွတ်တဲ့နေ့ဆိုတာကိုသူမသိလိုက်ရတယ်ဒါပေမဲ့တထေးကထောင်ကနေ2နာရီစောပြီးထွက်သွားပြီလို့အကြောင်းကြားစာရုတ်တရက်ရလိုက်တယ်သူမကရင်မောင်းကိုထောင်ဘက်ကိုအမြင်မောင်းဖို့ချက်ချင်းညွှန်ကြားလိုက်တယ်သူမရောက်တဲ့အချိန်မှာတော့တထေးကသူတီထောင်ခဲ့တဲ့ကုမ္ပဏီကိုရောက်နေပြီတကားထဲမဝင်ခင်မှာပဲလုံခြုံရေးကသူ့ကိုတားလိုက်တယ်သူကကုမ္ပဏီရဲ့ဥက္ကဋ္ဌဖြစ်တဲ့သူ့မိန်းမကိုလာရှာတာလို့ပြောလိုက်တယ်ဒါပေမဲ့လုံခြုံရေးကဥက္ကဋ္ဌကဂျုံလို့ပြန်ဖြေလိုက်တယ်သူကြောင့်နေတော့ဂျုံကလက်အောင်ငယ်သားတစုနဲ့ပေါ်လာတယ်တထေးကသူ့ညီကိုချစ်ခင်စွာနဲ့ပွေးဖက်မလို့လုပ်လိုက်တယ်ဒါပေမဲ့ဂျုံကသူ့ကိုရုတ်တရက်ကန်လိုက်ပြီးဘက်ကလာတဲ့ညစ်ပတ်တဲ့တောင်းစားလဲငါကုမ္ပဏီကိုလာပြီးတောင်းရဲတယ်လို့អော်လိုက်တယ်ဒါပေမဲ့သူစကားမဆုံးခင်မှာပဲတထေးကိုမှတ်မိသွားပြီးလန့်သွားတယ်သူအမြန်ထူပေးပြီးသူထောင်ကလွတ်တာကိုဘာလို့အကြောင်းမကြားတာလဲလို့ဟန်ဆောင်မင်းတောင်းပန်ခဲ့တယ်ဒါပေမဲ့ထေးကဒါကိုစိတ်မဝင်စားပဲသူ့ညီကောင်းကိုသူ့မိမကဘာလို့ဥက္ကဋ္ဌမဟုတ်ရတာလဲလို့မေးလိုက်တယ်ပြီးတော့ကုမ္ပဏီတွေကသူ့ရှယ်ယာတွေဘယ်ရောက်သွားလဲမေးတော့ဂျုံကမိမကစီးပွားရေးမကျွမ်းကျင်လို့ကုမ္ပဏီကပိတ်သွားပြီလို့ပြန်ဖြေတယ်အခုတော့အရာအလုံးကိုသူကတာဝန်ယူထားတယ်တဲ့တထေးကကုမ္ပဏီမှာသူ့ရှယ်ယာတွေမရှိတော့ဘူးဆိုတာသိလိုက်ရပေမဲ့ဂျုံကိုအခက်တွေ့အောင်မလုပ်ခဲ့ဘူးသူကထောင်ကထွက်ပြီးနောက်နေစရာနေရာလေးတစ်ခုနဲ့သူ့မိမနဲ့ကလေးကိုစောင့်ရှောက်ဖို့ပဲလိုချင်ခဲ့တာဂျုံကသပင်ရှင်နဲ့လက်အောက်ငယ်သားကိုခေါ်ပြီးတထေးအတွက်တင်းတော်တဲ့အလုပ်တစ်ခုရှာပေးဖို့အမိန့်ပေးလိုက်တယ်သပင်ရှင်နဲ့လူကတထေးကိုကုမ္ပဏီထဲကိုအမြန်ခေါ်သွားတယ်တထေးဝင်မလို့အလုံးမှာဂျုံကအဲ့ဒီလူကိုရုတ်တရက်တားပြီးကုမ္ပဏီဝင်ဝါမှာစောင့်ခွေးတကောင်လိုတယ်လို့ပြောလိုက်တယ်ဒီစကားကိုကြားတော့သပင်ရှင်နဲ့လူကချက်ချင်းနားလည်သွားတယ်သူတို့ထွက်သွားပြီးတဲ့နောက်မှာဂျုံကစိတ်လှုပ်ရှားနေတယ်တထေးကသူ့ရဲ့အံအားတင်စရာကိုတွေ့ရခါဘယ်လိုတုံ့ပြန်မလဲဆိုတာကိုသူစိတ်အားထက်သန်စွာစောင့်နေခဲ့တယ်ဒါပေမဲ့ဒီတစ္ဆာဖောက်ကသူကြုံရတော့မဲ့ခြေခွဲစရာအဆုံးသက်ကိုလုံးဝမသိခဲ့ဘူးအဲ့ဒီအချိန်မှာအချမ်းသာဆုံးမျိုးသမီးကကုမ္ပဏီကိုလာနေတဲ့လမ်းမှာရှိနေတယ်တထေးကကုမ္ပဏီထဲဝင်သွားတော့သပင်ရှင်နဲ့လူကသူ့ကိုလုံခြုံရေးဝတ်စုံဝတ်ပေးလိုက်တယ်ဒါကိုမြင်တော့ထေးကသူ့ဒေါသကိုပဲမျိုးတိတ်ထားနိုင်ခဲ့တယ်ထောင်ကျဘဝကသူ့ရဲ့စိတ်ကိုပျော့ပြောင်းစေခဲ့ပြီးသားအရင်ကသာဆိုရင်ဒီသပင်ရှင်နဲ့လူကိုသူဆွဲဆုပ်ခဲ့ပြလောက်ပြီးရုတ်တရက်သပင်ရှင်နဲ့လူကလူတွေကိုထေးကိုဖိချုပ်ခိုင်းပြီးဥညွတ်ခိုင်းတယ်အလုံးမဝင်ခင်လေ့ကျင့်ခန်းနေနဲ့လူတိုင်းကိုခါးကိုင်းယိုသေးပေးရမယ်လို့ပြောတယ်အဲ့ဒီအချိန်မှာထေးရဲ့မိမကအပြင်ကနေဝင်လာတယ်သပင်ရှင်နဲ့လူကအမျက်မတ်တက်ရက်လိုက်တယ်မိမကလက်ကြည့်လိုက်တော့တထေးကိုအတင်းဥညွတ်ခိုင်းနေတာကိုတွေ့လိုက်ရတယ်စကားတကုံမှပြောပဲလောက်ငယ်သားကိုပါရိုက်ပြီးသပင်ရှင်နဲ့လူကိုပါထက်ရိုက်ကအသက်အန္တရာယ်နဲ့ရင်းနေတာလားလို့စူပူလိုက်တယ်ပြီးတော့တထေးကိုတင်းတင်းကြပ်ကြပ်ပွေးဖက်ပြီးရှင်းနောက်ဆုံးတော့ထွက်လာပြီးပေါ်လို့စိတ်လှုပ်ရှားစွာနဲ့ပြောလိုက်တယ်ဒါကိုမြင်တော့သပင်ရှင်နဲ့လူကဒူးထောက်ပြီးအတနာခံတော့တယ်မိမကသူကဘာမို့လို့တထေးကိုဥညွတ်ခိုင်းရတာလဲလို့မေးပြီးသူ့ကိုနောက်တစ်ချက်ထက်ရိုက်လိုက်တယ်တထေးကဒါကိုထားလိုက်ဖို့အကြံပေးရင်သူမကိုအမြန်ထားလိုက်တယ်ဒါပေမဲ့သူမကထိုင်ချလိုက်ပြီးတထေးကဥညွတ်နေတော့တကယ်ကြည့်ကောင်းတယ်လို့ပြောလိုက်တယ်တထေးခဏတာကြောင်သွားတယ်ဒါပေမဲ့သပင်ရှင်နဲ့လူကချက်ချင်းနားလဲသွားတယ်သူမတ်တက်ထရက်ပြီးတထေးကိုမိမဘက်ကိုဥညွတ်ခိုင်းတယ်တထေးကဘာလို့သူမကိုအမကြီးလို့ခေါ်ရမှာလဲလို့မေးလိုက်တယ်မိမကသူမအခုကျွန်နဲ့လက်ထပ်လိုက်ပြီလို့ပြန်ဖြေတယ်ဒီစကားကတထေးကိုတုံးလောက်သွားစေတယ်အဲ့ဒီအချိန်မှာပဲဂျုံကဝင်လာပြီးမိမရဲ့မျက်နှာကိုညင်သာစွာပုတ်တက်ရင်ပြောလိုက်တယ်သူ့ကိုကောင်းကောင်းစောင့်ရှောက်ပေးဖို့တထေးကိုယ်တိုင်တောင်းဆိုခဲ့တာမဟုတ်ဘူးလားသူ့ကိုစောင့်ရှောက်ပေးဖို့အတွက်သူကလက်ထပ်လိုက်တာပဲတထေးနောက်ဆုံးတော့နားလဲသွားပြီးထောင်ထဲကနှစ်တွေတစ်လျှောက်လုံးပြန်လဲစုံစည်းရမယ့်မြင်ကွင်းတွေကိုစိတ်ကူးရင်ခဲ့ရင်မဲ့ဒီလိုပုံစံဖြစ်လာမယ်လို့ဘယ်တော့မှမမျှော်လင့်ခဲ့ဘူးအဲ့ဒီအချိန်မှာအချမ်းသာဆုံးမျိုးသမီးကကုမ္ပဏီကိုရောက်လာနေပြီရုတ်တရက်လက်အောက်ငယ်သားတယောက်ကတထေးကသူ့လက်အောက်ငယ်သားဟောင်းတွေရဲ့အနိုင်ကျင့်တာခံနေရတယ်လို့သတင်းပို့တယ်အချမ်းသာဆုံးမျိုးသမီးကသူ့လူတွေအားလုံးကိုစုခိုင်းဖို့သူ့လက်ထောက်ကိုချက်ချင်းမိတ်ပေးလိုက်တယ်ကုမ္ပဏီထဲမှာတော့တထေးကဒီထက်ပိုပြီးမခံနိုင်တော့ဘူးဘယ်သူမှဆိုကိုနဲ့အနီးဆက်ဆုံးလူတွေရဲ့တစ္ဆာဖောက်ချင်းတာခြင်းမှုကိုခံနိုင်ရှိဖို့ခက်ခဲလိမ့်မယ်အခုတော့သူတို့ကသူ့ကိုတစ္ဆာဖောက်ယုံတင်မကပဲသူ့ကိုအဆက်ခွဲဖို့ပါစ조사နေကြတယ်ဇာပင်ရှင်နဲ့လူကသူ့ကိုမြေပေါ်မှာဖိထားပြီးခွေးလိုဟောင်ခိုင်းတယ်ဂျုံကပိုက်ဆံထုတ်ပြီးတစ်ချက်ဟောင်ရင်ဒေါ်လာ100ပေးမယ်လို့ပြောလိုက်တယ်တထေးကသူ့မိန်းမနဲ့ကလေးပဲမှလဲလို့မေးချင်ခဲ့တယ်သူကဒီလူရုံမှာ2ယောက်လက်ကနေသူတို့ကိုခေါ်ထုတ်သွားဖို့စီစဉ်နေပေမဲ့ဂျုံကနှစ်တွေကြာအောင်ဖုံးကွယ်ထားတဲ့ရှိုးဝက်ချက်တစ်ခုကိုရုတ်တရက်ပေါ်ထုတ်လိုက်တယ်တကယ်တော့မိန်းမကအဲ့ဒီကားတိုင်းမှုကိုတမင်လုပ်ခဲ့တာသူ့ရည်ရွယ်ချက်ကသူ့ကိုထောင်ထဲပို့ဖို့ပဲပြီးတော့သူ့ပိုက်ထဲကကလေးကလည်းဂျုံရဲ့ကလေးပဲသူတို့ကအစကတည်းကအားလုံးကိုအကွက်ချစီစဉ်ခဲ့တာတထေးကဒေါသနဲ့အန်ကျစ်လိုက်ပေမဲ့ဂျုံကသူ့ကိုလက်စားချေဖို့အခွင့်အရေးမပေးချင်ခဲ့ဘူးသူကသူ့လူတွေကိုထေးရဲ့လက်ချေတွေကိုရိုက်ချိုးပြီးအမိုက်ပုံနဲ့ပစ်ချဖို့ချက်ချင်းမိတ်ပေးလိုက်တယ်ဒါပေမဲ့သပင်ရှင်နဲ့လူကရိုင်းမလို့လုံနေတော့အပြင်ကနေအတန်တခုထွက်လာတယ်အဲ့ဒီအချိန်မှာသူတို့ရဲ့ကောင်းမွန်တဲ့နေ့ရက်တွေကအကုန်ဆုံးသွားပြီ